မင်္ဂလာပါเนาะအဲ့တော့ဒီနေ့ကတော့ယူပါလိကျွန်တော်မနေ့ကတော့ကျွန်တော်ညနေပိုင်း live ထွင်ပေးခဲ့เนาะအဲ့တော့အဆင်ပြေညဘက်7 နာရီ live အဆင်ပြေကြလိမ့်မယ်မျှော်လင့်နေเนาะအဲ့တော့ကျွန်တော် VIP browser ရအဆင်ပြေဖြစ်သွားတယ်မှားမဲ့ပွဲမှာကျွန်တော်အကြိုက်ဆုံးသွားဖြစ်เนาะအဲ့တော့ VIP ညီကိုအတွက်အကောင်းဆုံးသိချပြန်ယူရမယ်เนาะအဲ့တော့မနေ့ကနှစ်ဆပွဲကမိုနာကိုကမိုနာကိုကျွန်တော်အကြိုက်ဆုံးနှစ်ဆမိုနာကိုလည်းရလိုက်ပြီเนาะအဲ့တော့ဒီနေ့ကယူပါလိကကျွန်တော်ပွဲစဉ်တွေကတော့များတယ်เนาะအဲ့တော့နည်းနည်းလေးတော့အချိန်ယူပြီးပြောမယ်ဗီဒီယိုကြာသွားတယ်ဆိုရင်လည်းနည်းနည်းသိခံပြီးเนาะအဲ့တော့ကျွန်တော်ဒီမှာ conference လေးပါတခါလေးပြောလိုက် conference လေးတော့ကျွန်တော်ပွဲအကုန်မပြောတော့ကျွန်တော်ကြိုက်တဲ့ပွဲလေးပဲရွေးပြောလိုက်เนาะအဲ့တော့ပွဲစဉ်တွေများတာဖြစ်တဲ့အတွက်ကျွန်တော်အချိန်လေးတော့နည်းနည်းယူမယ်เนาะအဲ့တော့ပထမဆုံးတစ်ပွဲကကျွန်တော်တို့ brand နဲ့ ranger အဲ့တော့သေစွာနဲ့90လောက်နဲ့နာမယ်3လုံးစွာနဲ့တစ်ဝက်လောက်ရမယ်ဆိုရင်စီးတယ်မျိုးပေးထားတယ်เนาะအဲ့တော့brand ကတော့အိမ်ဝင်းဆိုရင်တော့ကစားပုံလေးကမစိုးဘူး brand အိမ်ဝင်းကစားပုံကလက်ခံလို့ရတဲ့အထဲမှာပါတယ်เนาะအဲ့တော့တစ်ဖက်က ranger တစ်ဖက်က ranger လည်းရှိမှခြေသွမ်းအကြပဲရောက်နေဂျန်ကိုအိမ်ဝင်းမှာရှုံနေ stand grab ကိုလည်းဝေးကွင်းမှာရှုံနေဒါသူ့လီမှာလည်းနောက်ဆုံးနှစ်ပွဲဆက်ရှုံးထားတယ်เนาะဒီနေ့ brand ဘက်ကကောင်ထွက်ထားတာဆိုတော့ကျွန်တော် brown ပဲစဉ်းစားရမှာScotland League နဲ့ Norway League မှာ brand နဲ့ ranger မှာတော့ကျွန်တော်အားလုံးသိတဲ့အတိုင်းပဲ ranger ကတော့ဒါဝီဟောဘပွဲစဉ်နဲ့မစိမ့်တဲ့တင်ပါเนาะအဲ့တော့ဒါကို brand ဘက်ကရဲတင်ကောင်ထွက်ထားတာဆိုတော့ကျွန်တော် brown ပဲစဉ်းစားရမှာအဲ့တော့ကျွန်တော် brand ပဲရွေးချယ်ခြင်းနဲ့ကိုပေါင်းသေး3လုံးဆောင်ရင်တစ်ဝက်လောက်ရမယ်အဲ့တော့ဒီကိုပေါင်းသေးမှာတော့ဒါ ranger တကူရနိုင်တယ်ဆိုတဲ့သဘောပေါ့နော်အဲ့တော့ ranger ကိုကျွန်တော်ကိုပေးခြင်းနဲ့2-1လို့result မျိုးမြောက်နေတဲ့ကျွန်တော်brand ကြိုက်တယ်ပြီးရင်ကိုအများရွေးချယ်ခြင်းနဲ့ပြီးရင် SPSC နဲ့ပို့လုံးတာတစ်လုံးစွာရင်30လောက်ရမယ်နှလုံးစွာနဲ့အပြည့်နေတာဆိုတဲ့ဈေးတွေမျိုးပေးထားတယ်နော်အဲ့တော့ SPSC အိမ်ဝင်းကတော့qualification ပွဲစဉ်တွေကတော့ခြေစွမ်းကဒီအတင်းကမငြင်းဘူးဆိုပေမဲ့ခုနောက်ပိုင်းအိမ်ဝင်းပွဲစဉ်တွေတော့မစိုးလို့ပြောလို့ရတယ်တိုးပြန်ကျွန်တော်ရန်ဝမ်တော့ရှေ့မှာ C2 နဲ့အိမ်ဝင်းမှာရှုံးထားတယ်နော်အဲ့တော့ကျွန်တော်ရှေ့မှာ Go Ahead Eagle တော့ 1C နဲ့နိုင်တယ်အဲ့တော့ဘိုးလုံးတော့တစ်ဖက်ကဘိုးလုံးကလည်းခြေစွမ်းမငြင်းဘူးနော်တိုးသဖြင့်ဝေးကွင်းပေါ့ဝေးကွင်းကိုကြည့်မယ်ဆိုရင်ကျွန်တော်လက်ချီကိုတူတူတည်ကြတာတယ် Stromina ကိုရှုံးထားတယ်ကက်ခရီယာကြီးတော့နိုင်ထားတယ်เนาะဝေးတော့ဝေးကွင်းဆိုရင်ဘူလုံးနာတိုက်စီကရုံးကန်အနေရှိရခန်းစစ်ဦးစားပြီးဆော့ရဲဆိုတဲ့ပုံစံမျိုးအဲ့တော့ဒီနေ့ FCSP အနေနဲ့အိမ်ဝင်းဆိုရင်ဘူလုံးနာကိုရင်ဖွင့်ဆော့ရဲမှာမဟုတ်ဘူပေါင်းစည်းရကြည့်မယ်ဆိုလည်းတစ်လုံးဆော့ရင်30လောက်ရမယ်နှလုံးဆော့နဲ့အပြည့်နဲ့နာမယ်ဆိုရင်စီတဲ့မျိုးပေးတာအဲ့တော့ဒီစီတဲ့မျိုးမှာကျွန်တော်တို့အောက်ဆုံးတစ်ကြောင်ရွေးချယ်အောင်ကျွန်တော်တို့ save ဖြစ်တယ်အဲ့တော့ formula ရကြည့်မယ်ဆိုရင်တော့ go out လေးကတော့ပိုကောင်းတယ်အဲ့တော့ကျွန်တော် go out ပိုကြိုက်တယ် body ရွေးပြပါဆိုရင်တော့ကျွန်တော်တို့ FCSC ပဲကြိုက်တယ်ဘောလုံးနာမနိုင်ဘူးမဟုတ်ဘူးဒါပေမဲ့ကိုပြက်ဖို့ခတ်တယ်ကျွန်တော်အခက်မသိရင်တည်ကြသွားနိုင်တယ်အဲ့တော့ဒီအချိန်တွေမှာကျွန်တော်အနေနဲ့ကတော့ go out ကြိုက်တယ် FCSC body ကို30လောက်ရေးမိကြည့်ခြင်းနော်ပြီးတော့ Fenerbahce နဲ့ Stuttgart အဲ့တော့30လောက်ကောင်းထွက်တာလေ Fenerbahce ပဲ3လုံးဆိုင်10ပြားလောက်ပဲရမယ်ဆိုစီရမျိုးအဲ့တော့ formula ဝင်တာပေါ့နော် body ပြောတယ်ကိုပေါင်းစီပြင်းနေတာလေကျွန်တော်တို့အနည်းဆုံး3မှုရောက်မယ်ဆိုတဲ့သဘောအဲ့တော့တစ်ခါက Stuttgart အဝေးဝင်ကစားမှုတော့ကျွန်တော်တို့အရင်အားမရဘူးဒီနေ့နေဝေးကွင်းဆိုနေတဲ့တိုင်နယ်လေးရှိတယ်တစ်ခါ Fenerbahce ကဆက်ညစ်ဘက်တူရီကလပ်တွေကတော့ကျွန်တော်အိမ်ဝင်းကောင်းတယ်ပြိသက်အားလေးရှိတယ်เนาะအဲ့တော့ Fenerbahce ဒီနေ့အိမ်ဝင်းမှာအမှတ်ရောက်ခံမှာမဟုတ်ပါဘူးရှေ့မှာလည်းကျွန်တော် Fenerbahce ဒီဒါဒိုင်ဝိုဇာဂရက်ကိုရှုံးပြီး nice ဆိုတော့အမှတ်ပြင်လာနိုင်တယ်အဲ့တော့ဒီနေ့အိမ်ဝင်းပွဲစဉ်သူ့အနေနဲ့အမှတ်ရောက်ခံမှာမဟုတ်ဘူးအဲ့တော့ Fenerbahce ဘက်ကပလေးကောင်းထွက်ထားရဲဆိုပေမဲ့ကျွန်တော် Fenerbahce ပဲကြိုက်တယ်ဒါပေမဲ့တကယ်လို့ဈေးတန်းအမှန်တော့ Fenerbahce တည်ရဆိုရင်တော့ဝက်လောက်နေတာပဲဒီပုံစံမျိုးကောင်းထွက်လို့ရတာပေါ့နော်ဒါပေမဲ့30လောက်ပဲကောင်းထွက်ထားရဲဆိုပေမဲ့ကျွန်တော် Fenerbahce ပဲကြိုက်เนาะအဲ့တော့ကိုပေါင်းစည်းကတော့နည်းနည်းလေး race များတယ် formula ဝင်နေဆိုပေမဲ့ကျွန်တော် Fenerbahce ပေါ်ပြီးတကြောင်ပဲကြိုက်တယ်ကိုပေါင်းစည်းက3လုံးနဲ့ရောက်သွားမှနည်းနည်းစိုးရိမ်လို့ပေါ့เนาะပြီးရင် Fiyeno နဲ့ penalty ကိုအဲ့တော့တစ်လုံးဆွမ်းနဲ့10ပြားလို့ရမယ်3လုံးဆွမ်းနဲ့တစ်ဝက်လောက်ရမယ်ဆိုရင်စီရမျိုးပေးထားတယ်အဲ့တော့Fiyeno ကလည်းဒါအိမ်ဝင်းအားပြုကစားတဲ့အသင်းပေါ့နော်အိမ်ဝင်းဆိုရင်ကောင်းတယ်ဝေးဝင်းဆိုရင်လည်းတိုင်တယ်ရှိတယ် Fiyeno ဒီလက်ရှိမှာ Europa နှစ်ပွဲကန်တယ်နှစ်ပွဲလုံးရှုံးလာ Braga ကိုရှုံးတယ် Stromina ကိုရှုံးတယ် Fiyeno ဒီနေ့အိမ်ဝင်းအမှားခံမှာမဟုတ်ပါဘူးအဲ့တော့တစ်ဘက်က penalty ကိုအနေနဲ့လေကိုဟန်အီကဲကိုရှုံးတယ်အိမ်ဝင်းမှာရှုံးတယ်ပြီးရင်ရန်ဝမ်ဝေးကွင်းနိုင်အဲ့တော့ penalty ကိုရဲ့ထူးခြားချက်ကဘာလဲဆိုရင်ဒီသင်းကဒီ low block mid block ဆော့တဲ့အသင်းတွေဆိုရင် penalty ကိုရဖို့ခတ်တယ်ဒါပေမဲ့သူ့ကိုဖွင့်ဆော့တယ်တိုက်ဆော့တဲ့အသင်းတွေဆိုရင်penalty ကိုရတာအဲ့လောက်မခတ်ဘူးအဲ့တော့ဒီနေ့ပေးထားတဲ့ဈေးတန်းကြီးကလည်းဒါ Fiyeno ကတစ်လုံးဆောင်10ပြားလောက်ရအောင်3လုံးဆောင်40 50ဆိုတော့ penalty ကိုပေးထားတယ်เนาะအဲ့တော့ဒီ Fiyeno နဲ့ penalty ကိုပွဲမှာကျွန်တော်ကိုညကြိုက်တယ် body ရွေးပေးပါဆိုရင်တော့ Fiyeno ပဲရွေးရမှာပဲတို့ပေမဲ့နှစ်ကိုပြတ်ဖို့နည်းနည်းလေးခက်တယ် Fiyeno body ကကျွန်တော်ပပပဲကြိုက်တယ် penalty ကိုsorry goal body ကတော့ဦးစားပေးကြိုက်တယ်เนาะပြီး goal head နဲ့ Stromina တစ်လုံးဆောင်နဲ့20လောက်နဲ့နာမယ်3လုံးဆောင်နဲ့20လောက်ရမယ်ဆိုစီရမျိုးဒါလေးကျွန်တော်ရှေ့မှာမြေပြောတယ်
ဒီလိုဈေးတန်းမျိုးတွေကကျွန်တော် bonus စီကမှာအများဆုံးတွေ့ရတယ်အထူးသဖြင့် live set တို့ခါလို့ဈေးပေးတဲ့ဈေးတန်းမျိုးပေါ့နော်တလုံးဆိုတာနဲ့20လောက်နဲ့နာမယ်3လုံးဆိုတာ20လောက်နဲ့နာမယ်နဲ့ပြန်တွဲရင်ဒါကြေးပေးတဲ့ဒီ 1Z 2Z ပဲเนาะအဲ့တော့ဒီနေ့မှလည်းဒီ formula အတိုင်းပဲအဲ့တော့astrometer အနေနဲ့လည်းလက်ရှိခြေစွမ်းလေးနည်းနည်းပြန်ငြိမ်နေပြီကိုကနဲ့ astrometer ကြာကားတစ်ခုကလည်းကွာနေတော့ astrometer 1Z 2Z ပဲမှန်တယ်ကျွန်တော် astrometer ကြိုက်တယ်ကိုနဲ့ကြိုက်တယ်เนาะပြီးရင်ကျွန်တော် KRC Giant နဲ့ Bat က40လောက်ပဲခေါင်းထွက်ရဲတယ်3လုံးဆိုရင်တစ်ဝက်လောက်ရအောင်ဘတ်တစ်40လောက်ပဲခေါင်းထွက်ရည်ကြီးပြောတယ်အဲ့တော့မှ3လုံးဆိုရင်50နဲ့ပြန်တွဲလိုက်တော့ကျန်တီကြဖို့တကူရအောင်အဲ့တော့ဒီခွဲကနှစ်ဖက်လုံးကိုရမယ်ဆိုတဲ့သဘောပဲအဲ့တော့ဘတ်တစ်ရဲ့ခံစစ်ကလည်းကျွန်တော်ရော့တယ်တိုက်စစ်ကလည်းဂိုးတွေရတယ်ဆိုတော့ဒီနေ့ပွဲစဉ်မှာကျွန်တော်ဂိုးများပဲရွေးချယ်တယ်အဲ့တော့ကျွန်တော်ဘတ်တစ်နဲ့ KRC ကြမှာဂိုးများခြိုက်တယ်ပြီး Lion နဲ့ Base မှာတစ်လုံးဆိုရင်10ပြားလောက်ရမယ်3လုံးဆိုရင်20လောက်နေတော့မေဆိုရေးစီတန်းယူပေးထားတယ်เนาะအဲ့တော့base လက်ရှိခြေစွမ်းတော့အရင်တည်ငြိမ်မှုမရှိဘူးအဲ့တော့ lion အိမ်ဝင်းဆိုတော့ကျွန်တော်တို့ lion ပဲစဉ်းစားရမှာပဲเนาะအဲ့တော့ base အနေနဲ့ sugar တော့အိမ်ဝင်းမှာနိုင်တယ်ပြီး fine ဘောဝေးကွင်းမှာရှုံးတယ်အဲ့တော့ base ဝင်းကွင်းကကျွန်တော်တို့အများကြီးယုံကြည်လို့မရဘူးဆိုတော့ကျွန်တော် lion ပဲစဉ်းစားရမှာပဲအဲ့တော့ကျွန်တော် lion ကြိုက်တယ်เนาะအဲ့တော့ကိုပေါင်းစီ3လုံးဆိုရင်20လောက်နေတာမယ်ဆိုစီရင်ကတော့ကျွန်တော်ရှောင်းခြင်းတယ်ဒီကိုပေါင်းစီမှာ lion တကြောင်ပဲရွေးချယ်နေတယ်ပြီးရင်ကျွန်တော်7နဲ့ fancy ပါတော့7ဒီတစ်လုံးစွာနဲ့အပြည့်ရမယ်3လုံးစွာနဲ့တစ်ဝက်လောက်ရမယ်ဆိုရင်စီးရမျိုးပေးထားတယ်เนาะအဲ့တော့7လက်ရှိခြေစွမ်းတော့မငြိမ်ဘူးကျွန်တော်ရှိမှလည်းမြေပြောနေကြတယ်ဒီသင်းကစားပုံကျွန်တော်ဘလို့မှမကြိုက်ဘူးဒီနေ့ပေးထားတယ်1+3+1+3+မှာတစ်လုံးအပြည့်3လုံးကတော့တစ်ဝက်ပုံစံမျိုးပေါ့နော်အဲ့တော့ fancy ဘာလို့တင်ကြဖို့ကိုရမှာအဲ့တော့ဒီလိုပွဲစဉ်မျိုးဒီကျွန်တော်မြေပြောရဲ့အတိုင်းပဲအောက်ဆုံးတစ်ကြောင်ကတော့ကျွန်တော်တို့ safe ဖြစ်တယ်အဲ့တော့ကျွန်တော်တော့ကန်ကောင်းရဲ့အောက်နှစ်ကြောင်လုံးဝင်နိုင်တာဖြစ်လို့လည်းကျွန်တော်အောက်နှစ်ကြောင်လုံးကြိုက်တယ် fancy ဘာလို့ကြိုက်တယ်ပြီးရင်ကိုအောင်ကြိုက်တယ်เนาะပြီးရင်ကျွန်တော်ဘာကာနဲ့ကာပြီးတာအဲ့တော့ဘာကာဒီတစ်လုံးစွာနဲ့အပြည့်ရမယ်သုံးလုံးစွာနဲ့အပြည့်ရမယ်ဆိုစီရမျိုးပြီးတာ 1+3+ ပုံစံမျိုးပဲเนาะအဲ့တော့ဘရာဂါနဲ့ကာဗီနာမှာတစ်ခုရှိရတော့ကာဗီနာဒီလည်းဒါတိုက်စစ်အားသန်နဲ့တင်တိုက်စစ်က9ရတယ်ဘရာဂါဒီလည်းတိုက်စစ်အားသန်နဲ့တင်เนาะအဲ့တော့ဒီနှစ်သင်းတွေ့ရအောင်သုံးလုံးစွာအပြည့်ရတဘာကတော့မကြချင်ဘူးဒီနှစ်သင်းနောက်ဆုံးတွေးဆုံမှုမှာလေဒါပြန်လည်သွင်းမှုရှိထားတယ်ဒါတော့သုံးလုံးပြည့်ရဒီဈေးတန်းလည်းနေတော့ချူတယ်အဲ့တော့ကျွန်တော်တို့9ပေါင်းစီတော့ရှောင်းလိုက်ခြင်းနဲ့ဘရာဂါအင်္ဂွင်းဖြစ်တဲ့အတွက်ဘရာဂါနေနဲ့အမှားခံမှာမဟုတ်အဲ့တော့ကျွန်တော်ဘော်ဒီမှာဘရာဂါပဲကြိုက်เนาะကိုပေါင်းစီကတော့ရှောင်းလိုက်တာကောင်းတယ်ဘရာဂါဘော်ဒီတကြောင်ပဲကြိုက်တယ်เนาะအဲ့တော့မဖြစ်မနေကိုပေါင်းစီရွေးပြပါဆိုတော့ကိုပေါက်ပဲဆိုရမှာเนาะကျွန်တော်ဘရာဂါ 1C 2C လောက်လို့ထင်တာပဲပြီးရိုမာနဲ့ပဲတစ်လုံးစွာနဲ့80လောက်နေတာ3လုံးစွာနဲ့တည်ဒါမနေ့ကအတလန်တာပုံစံမျိုးပဲအဲ့တော့ရိုမာအင်္ဂွင်းမှာတော့အသိကိုသွင်းလို့မရဘူးเนาะအဲ့တော့ကိုပေါက်ရွေးချယ်လိုက်ကျွန်တော်တို့မမှားเนาะအဲ့တော့ကျွန်တော်ကိုပေါက်ကြိုက်တယ်ပြီးရင် Ceravico နဲ့ nice Ceravico နဲ့ nice မှာ Ceravico တစ်လုံးစွာနဲ့ပြီး3လုံးစွာနဲ့တစ်ဝက်လောက်ရမယ်ဆိုစီရန်ကိုပေးတာပေါ့နော်အဲ့တော့ Ceravico ကတော့လက်ရှိမှာသူ့လာလီကမှာနိုင်ပွဲမရသေးဒီအသင်းကတည်ရည်များနေအဲ့တော့ဒီနေ့ပေးထားတယ်တည်ရည်စီရန်မျိုးပေးထားတယ်နော်အဲ့တော့ nice နေနဲ့ကတော့ကျွန်တော်တို့လက်ရှိမှာတော့ခံစည်းကဂိုးရီတောက်လျှောက်ပေးရတယ်တိုက်စစ်ကလည်းဂိုးရီရတယ်ဂိုးပေးရယူတာအချမ်းတယ်နော်အဲ့တော့ Ceravico ရဲ့ခံစည်းကလည်းလုံတာမဟုတ်ဘူးနော်1111နေကြီးပဲဆိုတော့ဒီခင် nice ကိုတကူပေးရအောင်ပါပဲအဲ့တော့ Ceravico ဒီတာ POK ကို3-1နဲ့နိုင်တယ် Stuttgart ကိုရှေ့မှာ2-1နဲ့ရှုံးခဲ့တယ်ကစားပုံတွေကိုကြည့်မယ်ဆိုရင် Ceravico ဘက်ကဖိဆော့တာတွေကြီးပဲเนาะအဲ့တော့ဒီနေ့မှာအိမ်ဝင်းဆိုပို့ဆိုးပေါ့เนาะအဲ့တော့ Ceravico ဖွင့်ဆော့မှာအဲ့တော့ nice ကလည်းသူ့ကိုဖွင့်နေကြိုက်နေပဲဆိုတော့ Ceravico နဲ့ nice ပဲဒီမှာကျွန်တော်ကိုးများကြိုက်တယ်ဘော်ရီကတော့ရှောင်းနေချင်းတော်ပြီ Ceravico နောက်လိုက်တာရမ်းများနေဆိုစီတန်းနဲ့ပွဲမှာလည်းနိုင်တင်တာမနိုင်เนาะအဲ့တော့ကိုဘောပဲကြိုက်တယ်ဆရာဗီကိုနောက်လိုက်တာတော်တော်ကြာနေပါပြီเนาะဒီအတင်းကဘလို့မှခေါင်းထုလို့မရတော့ထင်နိုင်နဲ့နိုင်သွားမှာပေါ့နော်ကျွန်တော်တို့ကိုဘောတစ်ချောင်းပဲရွေးချင်ပြီးရင် setting နဲ့ stand grab အဲ့တော့ 1D ပေးထားတယ်3လုံးစွာနဲ့40လောက်ရမယ်ဆိုရင်စီးတယ်မျိုးပေးထားတယ် 1D မှာ3လုံးစွာနဲ့40က setting ကတော့တေချာဖို့တကူရမယ်ဆိုရင်တော့အဲ့တော့ setting လက်ရှိခြေစွမ်းတော့အကြပဲရောက်နေတယ်ထို့ပေမဲ့ setting ကစားပုံကျွန်တော်တွားကြည့်လိုက်ကစားကွက်ညံ့လို့မဟုတ်ဒီကတိုက်စစ်ကfinishing ဘိုင်းမကောင်းတဲ့ပြဿနာပေါ့နော်အဲ့တော့ set ဒီနေ့အိမ်ဝင်းကန်မရှိမှာကာဗီနာစဖော်တာ1-1တေးကြတယ်ဘရာဂါအိမ်ဝင်း Z2 နဲ့ရှုံးတယ်เนาะအဲ့တော့ set ဒီနေ့ထပ်မှာလို့မရ Stranger ကလက်ရှိမှာ current ခြေစွမ်းတော့ on fire ဖြစ်နေတယ်ဒါပေမဲ့တို့ပြင် Stranger ဒီအဝေးကွင်းကြိုင်နည်းနည်းလေးရိုင်ဝမ်းလေးရှိတဲ့အထက်မှာပါတယ်เนาะအဲ့တော့ကျွန်တော် qualification ပွဲစဉ်တွေမှာလည်းတွေ့တဲ့အတိုင်းဘိုရိုကလင်းတို့ပါလို့ဆိုရင်အဝေးကွင်းသွားကန်တော့ 5G နဲ့ရှုံးတယ်အိမ်ကွင်းမှာတော့2-1နဲ့ပြန်နိုင်တယ်အဲ့တော့ set အမှားခံလို့မရတဲ့အနေထားမှာ 1D လည်းဖြစ်နေတယ်ပြင်းနေset ပဲရွေးချယ်မှာကျွန်တော် set ကြိုက်တယ်ကိုပေါင်းစီ3လုံးဆိုရင်40လောက်ရမယ်အဲ့တော့ဒီကိုပေါင်းစီနဲ့မှာကျွန်တော်9များထပ်ကြိုက်တယ်set ဘက်ကနေဆုံး2ခုလောက်ရမယ်လို့ကျွန်တော်စဉ်းစားထားတာเนาะအဲ့တော့ set ကြိုက်တယ်ပြီးရင်9များရွေးချယ်ခြင်းတယ်
ပြီးကျွန်တော် line နဲ့ BOK အဲ့တော့တလုံးဆိုရင်10ပြလောက်ရမယ်3လုံးဆိုရင်80လောက်ရမယ်စေတာပြီးတော့ BOK ကို3-1နဲ့နိုင်ခဲ့ line ကမနိုင်စရာအကြောင်းမရှိပါဘူးเนาะအဲ့တော့ line အနည်းဆုံးတစ်ကိုးနဲ့ကိုနိုင်ပါပါ line ဒီလက်ရှိမှာ Roma ကိုနိုင်ထားတယ် Brown လည်းနိုင်ထားတယ်အဲ့တော့ form ကောင်းတယ်လို့ပြောရမယ် PSG ကိုလည်းအင်္ဂလိပ်မှာ 1-1 နဲ့ကန်ထားတယ် line အင်္ဂလိပ်က Monaco လည်းနိုင်ကန်ထားဆိုတော့ဒီနေ့ပွဲမှာ BOK တော့မလွယ်ပါဘူးအဲ့တော့ကျွန်တော် line ပေါ်တစ်ချောင်းနဲ့ကြိုက်တယ်3လုံးဆိုရင်80အဲ့တော့အပြည့်ပေးပေါ်ပါမလားလို့ကျွန်တော်စဉ်းစားကြရရှိဒီနေ့ line ပွဲကဒါလူကြိုက်များမဲ့ပွဲလို့ကျွန်တော်ထင်တယ်ထိုးသားများမဲ့ပွဲလို့ယူဆတယ်အဲ့တော့အပြည့်ပေးမပေါ်တော့လို့ကျွန်တော်ထင်တယ်အဲ့တော့ကျွန်တော် line ပေါ်တစ်ချောင်းပဲကြိုက်တယ်နော်ကိုပေါင်းစရာအန်နေများကိုအောက်လီတော့ပပလေးကြိုက်တယ်နော်ပြီးမှာကာဗီတဲနဲ့မီဂျေလန်အဲ့တော့60လောက်နေတာပဲမီဂျေလန်ဘက်ကပေးတာ3လုံးဆိုရင်80လောက်ရမယ်ဆိုစီရန်ကိုပေးတာအဲ့တော့မကာဗီတဲဖိတ်ကတော့ကျွန်တော်တို့ဒါကိုဗစ်ကိုယူချမ်းနေတယ်ဖွင့်ဆော့တယ်ခန်းစစ်ကလည်းဂိုးတွေပေးရတယ်နော်အဲ့တော့တစ်ဖက်ကမီဂျီလန်ကျွန်တော်အများကြီးပြောစရာမလိုမီဂျီလန်ကလည်းဒီပုံစံမျိုးပဲနော်အဲ့တော့ဒီနေ့ပွဲဒီမှာ3လုံးဆိုရင်80လောက်ရမယ်ကနည်းနည်းကိုချိုးသေးအောင်ရှိတယ်တို့ပေမဲ့ကျွန်တော်အခုပြောနေမှလည်းပိုင်းပါနော်ညနေလောက်ကျရင်3လုံးဆိုရင်တဝက်ပုံစံဒီပုံစံမျိုးပြောင်းလဲသွားမယ်ထင်တယ်နော်အဲ့တော့ကျွန်တော်တော့ဒီနေ့ပွဲစဉ်မှာ6အများကြိုက်တယ်မီဂျီလန်ဒီနောက်ဆုံးကန်ခဲ့ forward နဲ့ကိုလည်း3-2ပြီးရင်ကျွန်တော်တို့ Sangren နဲ့ကိုလည်း2-0ဆိုတော့မီဂျီလန်တိုက်စစ်ကလက်ရှိမှာတော်တော်လုံးလုံးเนาะအဲ့တော့မီဂျီလန်နဲ့မကာဒီပဲပြင်မှာကျွန်တော်6အများယူချခြင်းနေเนาะပြီးကျွန်တော်မဲမွန်နဲ့ဒိုင်နိုစာဂရက်ဒီနေ့အဲ့တော့ဒီနေ့ကျွန်တော်တို့2မိုက်နဲ့3မိုက်ပဲရှိရဘိုလောနာရေမဲမူရေအောက်ကပေါ်တူရေเนาะအဲ့တော့3ဝင်းမှာ2ပွဲတော့အောက်လိမ့်အဲ့တော့မဲမွန်နဲ့ဒိုင်နိုစာဂရက်မှာဒိုင်နိုစာဂရက်40လောက်ကောင်းထွက်တာရင်နှလုံးစွာနဲ့80လောက်နေတာပဲဆွဲစီတဲ့မျိုးပေးထားတယ်เนาะအဲ့တော့ကျွန်တော်ဒီနေ့သိတွေးဆုံမှုကိုကြည့်မယ်ဆိုရင်ဒါ2021လောက်ကတော့ပြန်လည်သွင်းမှုရှိရတယ်เนาะအဲ့တော့ memory လက်ရှိခြေသွားတော့ဘလို့မှမငြိမ်ဘူးနည်းနည်းအကြပဲရောက်နေပြောပါအောင်ဒီအတွက်ကြောင့်လည်း Dynamo Zagreb ကခေါင်းပြန်ထွက်ထားတာအဲ့တော့တစ်ဖက်က Croatia ကကျွန်တော်အားပြည့်တိုင်းပဲမာရဲဆွဲကုံမိုးကရှိပြီးသားเนาะအဲ့တော့လေးစင်နိုင်ရတယ် Dynamo Zagreb ကတာလေပြီးထားရစီရတယ်တဝက်လောက်နေနာမယ်က Dynamo Zagreb နဲ့ fair ဖြစ်တယ်ဆိုတော့ကျွန်တော်ဒီနေ့ပွဲစဉ်မှာ Dynamo Zagreb ကြိုက်တယ်ပြီးကိုနယ်ဒီရွေးချယ်ခြင်းတယ်เนาะပြီးတော့ Nottingham နဲ့ Portoအဲ့တော့ Nottingham ညီပြချိန်လိုက်ပြီပေါ့နော်ပိုစီဂလူကိုထုတ်လိုက်ပြီ10ပြားတော့ကောင်းတဲ့တော့နှလုံးဆွမ်းနေအပြည့်နေတာပဲအဲ့တော့ Nottingham ဘလောက်ပဲကောင်းထုတ်တဲ့ဒီနေ့တည့်ရပြထွက်လေတည့်ရအပြည့်ရှုံထွက်လေကျွန်တော် Porto ပဲနေမှာเนาะအဲ့တော့အမှအများကြီးစဉ်းစားကြရမလို့ Nottingham လက်ရှိရောက်လာတဲ့ညီပြတွေမှန်တိုင်းပြောကျွန်တော်မကြိုက်ဘူးเนาะရှောင်းလိုက်ဆိုတာမှန်တိုင်းပြောရင် quality ညီပြမဟုတ်တန်းစင်းကန်ဒီအသင်းတွေကိုတန်းမစင်းအောင်လုပ်ပေးတဲ့ညီပြဒီလေးပဲမှမရှိမနေဘူးเนาะအဲ့တော့ကြိုက်တဲ့လောက်ကောင်းထွက်တော့ညနေဘလောက်ပဲပြောင်းမယ်1 block ပေါ့ပဲကျွန်တော် Porto ပဲနေเนาะအဲ့တော့ကျွန်တော် Porto ပဲကြိုက်တယ်ကိုအောင်လေးနှလုံးစွာနဲ့တဝက်လောက်နေတာအပြည့်နေတာပဲဆိုရင်အဲ့တော့ရှောင်းလိုက်ကစားပုံကသိပြီးကြပါကစားပုံမှာတိတ်ထွေးလို့မရှိဘူးခန်းစီဦးစားပေးဆိုရင်နောက်တန်းဦးစားပေးဆော့မှာဆိုတော့6နဲ့မှာပါเนาะ Porto 1-0တော့အဲ့တော့ကျွန်တော် Porto ရဲ့ကိုအောင်ရဲ့ကြိုက်တယ်ပြီးရင် Freiman နဲ့ Ultra 1D ပေးတာ3လုံးဆိုရင်တဝက်လောက်ရမှာအဲ့တော့ Freiman ဒီ Ultra 1D ကမှန်တယ်ပဲပြောအောင်ပါဘောနော် frame ပဲခြေစွမ်းနဲ့တို့ပေမဲ့ကျွန်တော် frame ပဲဒီနေ့ 1D စီအောင်ကျွန်တော်တိတ်မကြိုက် frame ပဲနောက်ဆုံးပွဲရဲမှာကျွန်တော်9ပွဲမှာ4ပွဲသိကြတယ်တစ်ပွဲပဲနိုင်တယ်အဲ့တစ်ပွဲကလည်းကျွန်တော်တို့ဟိုခြေစံပွဲเนาะအဲ့တော့ frame အင်ကွင်းကတော့တိုက်စစ်ဖွင့်ဆိုတော့တစ်ဖက်က ultra ကျွန်တော်အများကြီးပြောစရာမလိုကျွန်တော်ရှေ့မှာ qualification ပွဲစဉ်တွေကပြောတယ်ဒီနေ့ဒီသူတို့ဖွင့်ဆော့တဲ့အတင်းတွေဆိုရင်ကြိုက်တယ်เนาะအဲ့တော့ ultra အနေနဲ့လည်းလက်ရှိမှာမှတ်လို့နေ brown ရှုံးတယ် line ကိုရှုံးထားတယ်တိုက်စစ်ကလည်း6မရသေးဘူးဒီနေ့ ultra 9ရလိမ့်ပေးတာလည်း3လုံးဆိုရင်တဝက်က ultra 9ရပြီစီရမျိုးเนาะအဲ့တော့ကျွန်တော်တို့ ultra နဲ့ 5 ပွဲစဉ်မှာကျွန်တော်9အများယူချေခြင်းเนาะပြီးကျွန်တော်ရန်ဝိုင်းနဲ့လူတို့ကတစ်လုံးပြည့်ရပဲရန်ဝိုင်း3လုံးပြည့်ဒီလိုဈေးတဲ့မျိုးရကျွန်တော်ပြောတယ်ဒါအောက်တစ်ချောင်းတော့ဝင်လိုက်မယ်ဘယ်အောက်လဲဆိုတာပဲကျွန်တော်ရွေးချယ်ဖို့လိုတာเนาะအဲ့တော့ရန်ဝိုင်းလက်ရှိအိမ်ဝင်ချေဆိုတော့ကြည့်မယ်ဆိုရင်ဝေကွန်းနဲ့ LCSP ကိုနိုင်ထားတယ်ပန်နာတီကိုက1-4နဲ့ရှုံးထားတယ်အဲ့ဒီပွဲစဉ်မှာရန်ဝိုင်းဆော့တာကတိုက်စစ်အလွန်ကြုံကြီးဖွင့်ဆော့တာเนาะအဲ့တော့တစ်ဖက်ကလူဒိုဂရက်ကကြတော့ဒါဝေကွန်းဆိုရင်တော့ခန်းစစ်နေနဲ့အသားပေးဆော့လေးရှိရမှာပါတယ်အဲ့တော့လူဒိုဂရက်အနေနဲ့ဘတ်တစ်ကိုရှုံးထားတယ်မဲမူတော့နိုင်ထားတယ်เนาะအဲ့တော့ရှေ့က qualification ပွဲစဉ်မှာဆိုလဲဒါလူဒိုဂရက်ဒီအဝေးကွင်းဆိုရင်နည်းနည်းခန်းစစ်ကရော့တယ်ပေါ့နော်တို့ဒီမှာတိုက်စစ်ကကိုတကူကတော့ပုံမှန်ပြန်ရလိမ့်ရှိအဲ့တော့ဒီနေ့ရန်ဝိုင်းနဲ့လူဒိုဂရက်မှာကျွန်တော်တော့လူဒိုဂရက်ဘက်ကပဲနေရှင်တယ်ရန်ဝိုင်းအနေနဲ့နိုင်ဖို့လည်းမလွယ်တော့ဘူးเนาะအဲ့တော့ကျွန်တော်တော့လူဒိုဂရက်ဘော်ကြီးတစ်ချောင်းနဲ့ကြိုက်တယ်ကိုပုံစီကနည်းနည်းလေးအန်နေများမယ်ထင်တယ်เนาะအဲ့တော့ကျွန်တော်တော့လူဒိုဂရက်ဘော်ကြီးတစ်ချောင်းနဲ့စော့စီခြင်းတယ်ပြီးရင်ကျွန်တော်တို့ conference
friendly ကကျွန်တော်ပါရှိမလဲဆို Hakan နဲ့ Vallecano Hakan နဲ့ Vallecano မှာတစ်လုံးဆိုရင်40လောက်ရမယ်သုံးလုံးဆိုရင်တစ်ဝက်လောက်ရမယ်ဆိုတဲ့စီးတဲ့မျိုးပေးထားတယ်နော်အဲ့တော့ Hakan နဲ့ Vallecano ခြားတဲ့ကခက်ကတော့ကွာပါတယ်เนาะအဲ့တော့ဒါတော့အများကြီးပြောစရာတော့မလိုဘူးအဲ့တော့တို့ပေမဲ့ Hakan ကကျွန်တော်တို့အင်ကွင်းလေးဆိုရင်တော့မစိုးเนาะအခြေအနေနဲ့စွာတဲ့ထဲမှာပါတယ် Hakan အင်ကွင်းကကျွန်တော်တို့ဟို conference qualification ပွဲစဉ်တွေလည်းကျွန်တော်တွေ့ရတဲ့အတိုင်းပဲเนาะအဲ့တော့ Vallecano ကတော့ကျွန်တော်တို့ဒါမာတယ်ကြည့်တယ်ဆိုရင်နေတာလက်ရှိမှာလည်းဝင်းကွင်းနှစ်ပွဲဆက်နိုင်ထားတယ်ဒီဗန်လေးကိုနိုင်တယ်ဆိုစီထက်ကိုလည်းနိုင်ထားတယ်เนาะအဲ့တော့ရှေ့မှာ conference မှာလည်း second နေရာကိုလည်းနိုင်ထားတယ်ဆိုတော့Vallecano ရဲ့ခြေစမ်းနေရအတက်ဘက်မှာရှိနေပါတော့အဲ့တော့ဒီနေ့တစ်လုံးစွာနဲ့40လောက်ကနိုင်ဖို့လုံလောက်လားဆိုရင်တော့နိုင်ဖို့တော့လုံလောက်တယ်ထို့ပေမဲ့နှစ်ခုပြတ်ဖို့နည်းနည်းခက်မယ်ထင်တယ်เนาะအဲ့တော့တဝက်လောက်ရမယ်ဆိုတဲ့အနေထားမှာ Vallecano ပဲရွေးချယ်ရမှာပဲเนาะအဲ့တော့ကျွန်တော် Vallecano ပဲကြိုက်တယ်ကိုပေါင်းစည်းအောင်ကျွန်တော်ရှောင်ခြင်းတယ်ပြင်ရှက်တာနဲ့လီဂီယာပါဆိုတစ်လုံးဆိုရင်တဝက်လောက်ရမယ်သုံးလုံးဆိုရင်60လောက်ရမယ်ဆိုတဲ့စီးရမျိုးပေးတာအဲ့တော့ဒီနှစ်သင်းကြားရဲ့အခက်ကလည်းကွာပါတယ်เนาะလီဂီယာပါဆိုတော့ Cold Friendly အဆင့်တန်းပဲရှိတဲ့တင်ပေါ့เนาะလက်ရှိမှာလည်းလီဂီယာပါဆိုတဲ့ခြေစွမ်းအကြပဲရောက်နေကျွန်တော်ရှက်တာတော့ဒါ Champion League အဆင့်တန်းရှိတဲ့တင်ပေါ့ဒါကံမကောင်းအကြောင်းလာပဲဒီတိရောက်လာပဲပြောအောင်ပေါ့အဲ့တော့အဘာဒန်နဲ့ကန်တော့ရှက်တာနဲ့ဂိုးတွေတောက်လျှောက်ပေးရတယ်เนาะအဲ့တော့ရှက်တာဒီနေ့အင်ကွင်းမှာကန်မှာဆိုတော့ဒီကီယာဝါဆုံးနေနဲ့မလွယ်ပါဘူးเนาะအဲ့တော့ကျွန်တော်ရှက်တာပဲရွေးချယ်ရမယ်ရှက်တာကြိုက်တယ်ကိုပေါင်းစီ3လုံးစွာနဲ့တဝက်လောက်ရမယ်အဲ့တော့ဒီဈေးတန်းမျိုးမှာတော့လီဂီယာဝါဆုံးနေနဲ့တိုက်စစ်ကအရင်ညံ့တာမဟုတ်တဲ့အတွက်တကူပြန်ရအောင်ပြန်ရနိုင်လိမ့်မယ်เนาะအဲ့တော့ကျွန်တော်တော့ရှက်တာကြိုက်တယ်ကိုအများကြိုက်တယ်ပြီးရင်ကျွန်တော်အီဇာမှာနဲ့စလိုဗန်နှလုံးစွာနဲ့အပြည့်ရမယ်3လုံးစွာနဲ့တဝက်လောက်ရမယ်เนาะအဲ့တော့ဒီဈေးတန်းမျိုးတွေကကြီးပြီးထားတဲ့တင်အောင်မှုခတ်မယ်เนาะသူသဖြင့် AZ ကောင်မှာဖြစ်နေ AZ ကောင်မှာဆိုတာကျွန်တော်တို့ဟိုစလိုဗန်နဲ့ဆိုင်ဗျာဟိုနေသားတစ်ခုမှရှိတယ်နယ်သာလန်လိလည်းဖြစ်နေเนาะအဲ့တော့ AZ ကောင်မှာနှလုံးဆိုရတဲ့အပီကနေတင်စရာကြီးတော့ရန်ကောင်းနေအဲ့တော့ AZ ကောင်မှာနေရှေ့မှာကျွန်တော်တို့ AEK ကိုရှုံးထားတယ်4စီးနဲ့ကိုရှုံးထားတယ်အဲ့တော့ဒီနေ့လည်း AZ ကောင်မှာကြီးအောင်ကိုခတ်မယ်ထင်တယ်တစ်ဖက်စလိုဗန်လည်းအကောင်းဆုံးခြေစမ်းရနေတာဆိုတော့ကျွန်တော်စလိုဗန်ကြိုက်တယ်เนาะအဲ့တော့စလိုဗန်ကိုပေါ်လေးစောစေခြင်းเนาะပြီးရင်ကျွန်တော် Crystal Palace နဲ့လာနာကအဲ့တော့ Palace ပွဲစဉ်တွေအောင်ရှင်းပါတယ် Palace နဲ့ဂိုးအများကြီးသွင်းတာမဟုတ်ဒီဟိုဟာမှာ Conference League မှာနောက်တော့သူ့ကိုဂိုးသွင်းမှုကလည်း Premier League တော်ရုံသိနေအောင်မလွယ်ရဆိုတော့ AEK နဲ့ Palace ပွဲမှာကျွန်တော်ဂိုးနဲ့ကြိုက်တယ်เนาะအဲ့တော့ကြိုက်တွေညီကိုဆိုယူပါချိုင်းတွေညီကိုလည်းကြော်ပါပေါ့เนาะအဲ့တော့ကျွန်တော်ဒီ COD ကကူညီပံ့ပိုးပေးရကျွန်တော်တို့ဘောင်းဝင်းမြန်မာပါဘောင်းဝင်းမြန်မာ brother ဘောလုံးပွဲကောင်းပွဲစိတ်ချရင်ဆိုစောစားလို့ရပါတယ်အသေးစိတ်ချက်လောက်ကိုကျွန်တော်ကောင်းမှာဆက်သွယ်ဖုန်းနံပါတ်နဲ့ link နဲ့ချပေးထားလိမ့်မယ်เนาะအားလုံးပဲကြိုင်အောင်ကြပါစေခိုးလို့ပါအဲ့တော့အတန်လေးနည်းနည်းတိုးဝိုင်းနည်းနည်းချက်ကြည့်ပေးပေါ့เนาะကျွန်တော်အတန်နည်းနည်းဝင်နေလို့